အတွင်းနဲ့တိမ်မခါနဲ့လက်တီကစားလက်တီကိုအားကြီးကစားဒါပဲအာကစားနည်းကိုကစားဖြစ်တဲ့အကြောင်းပဲအားလေးပြောပြပါငယ်တွေကဝါသနာပါတာလည်းပါတယ်ပြီးတော့ဒါတို့အိမ်နဲ့နီးဝါကလည်းပါတယ်တင်တန်းကစရရလည်းတင်တန်းတက်ချင်နေတယ်ဒါပေမဲ့တင်တန်းကကိုအိမ်သားမှာမရှိတော့ဒါပေမဲ့ဒီဂျင်နဲ့ဒီတင်တန်းကကိုဒါတို့အိမ်သားမှာလာဖွင့်လိုက်တော့ပိုးစင်ပြီးသွားပြီးတော့တင်တန်းတက်ဖြစ်သွားတာပါပြီးတော့ဒီအာကစားနည်းကိုလည်းအစရရကြိုက်ပါတယ်ဒီကျောင်းပညာနဲ့ဒီဘက်နဲ့ဘယ်လိုမျိုးဘေးလက်ပြောင်းလို့စူးစမ်းနေလဲကျောင်းပညာနဲ့ဒီဘက်နဲ့ဘဲလန်ဖြစ်အောင်ကြိုးစားနေရတော့အမျိုးပေါ်ကျောင်းနဲ့ကျူရှင်ပြီးရတဲ့ training ကိုလာပြီးရင်ခါလေးကျူရှင်ပိတ်တဲ့နေ့တဲ့ training ကိုစောစောလာအဲ့လိုမျိုးတွေတော့ရှိပါတယ်ဗျဒီကလေးကအခုကျွန်တော်ဒီမှာကျွန်တော်တို့ကဒီ 3M နဲ့ကျွန်တော် Hasparin ပွဲတွေမှာဒီကလေးကနှစ်ပွဲရှိပြီပေါ့နော်နှစ်ပွဲရှိပါပြီအဲ့နှစ်ပွဲမှာသူဆွမ်းဆောင်ရေးကောင်းကောင်းပြထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကပွဲကြီးကတော့တင်လို့ရနေပြီဒါပေမဲ့ကျွန်တော်ပွဲကြီးမတင်သေးဘူးဒီ Hasparin မှာပဲကြီးညအောင်ကျွန်တော်တို့ဒီစာလကားနဲ့ပြောမယ်ဆို education နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကျွန်တော်တို့ကဟိုပါပေါ့ဟိုသူအင်စာကြီးအောင်အရင်ဆုံးလက်ရေးလောက်အောင်အရင်ဆုံးတင်ပေးနေတာပေါ့ပြီးရင်ကျွန်တော်တစိမ့်ချင်းကြီးကျွန်တော်ဖြည်းဖြည်းချင်းသွားမှာပေါ့နော်ဟုတ်နောက်ပိုင်းတော့ဒီကလေးကိုတော့ကျွန်တော်စင်ပေါ်မှာဒီတန်တကာပွဲတွေမှာတော့မြင်ရဖို့ရှိပါတယ်ဗျဟုတ်ဆွဲလေဒူတော့လည်းရနေပြီဒူတော့လည်းရနေပြီအဲ့ဒါပဲပေါင်းထားမှာညောင်ဆွဲမှာပဲသူဆွဲမှာသူ့လောက်ကဆွဲတယ်လို့ပေါင်းဖမ်းတာမှာပေါင်းဖမ်းတာမှာဟုတ်ပြီဒါပဲပေါင်းဖမ်းတာမှာပေါင်းဖမ်းတာမှာပေါင်းဖမ်းတာမှာဒါပဲအောက်ကသွားအောက်ကသွားအမှန်တရားလေးရပါတော့ဒီ MMA အာကစားကိုစိတ်ဝင်စားလို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဒီစီမံချက်ကိုပြမြောက်ဖို့တော့ပေါ့နော်ငါတို့ဘယ်လိုမျိုးဖြည့်ဆည်းပေးနေလဲပေါ့အဲ့ဒါလေးပြပြအောင်အမပညာရေးကိုလည်းဆက်ပြီးလှုပ်စေခြင်းတဲ့အတွက်နည်းနည်းတော့ဒွန်တော့တွဲတာပေါ့သူဒီဘိုင်းကိုပဲအမသူ့ခြေစုံပြစ်ပြီးတော့ဝင်လို့လည်းမဖြစ်သေးဘူးလေသူကငယ်သေးတယ်ဆိုတော့အမတို့ကသူ့ကိုကျောင်းပညာရေးကတစ်ဖက်နဲ့ဒီဘက်ကတော့အပြည့်အဝအမတို့ကပေးမှာပါခုနကကျောင်းပညာရေးတစ်ဖက်ကဒီအာကစားနိုင်ပေါ့နော်သူဘယ်လိုမျိုးဘေးလန့်ပြအောင်လို့ညီမအောင်လို့ကိုင်းပြီးတော့အမတို့ကဘယ်လိုစီမံခန့်ခွဲပေးနေလဲအမတို့ကဘယ်လိုစီမံခန့်ခွဲဆိုတော့ကျောင်းချိန်ကိုအမနဲ့သူနဲ့ကတဘောအပေးယူလုပ်ထားတာပေါ့ကျောင်းချိန်ကိုသူကကျောင်းချိန်သွားပေးတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုသူတို့နည်းနည်းပင်ပန်းတယ်ကျောင်းသွားရတယ်အမပြောရမယ်ကျူရှင်လဲသွားရတယ်ပြီးသွားရင်ညနေကျတော့ training ဆင်းရတယ်ပေါ့နော် training ဆင်းသွားအချိန်ကတစ်နေ့လုံးကုန်သွားပြီပေါ့သူ့ကိုလည်းတစ်ခါတလေတော့တနာတယ်သူကလည်းဒီမှန်းချက်ကြီးတယ်ပင်ပန်းမစေအမေကျောင်းကိုဒါအဆင်ပြေအောင်ကျူရှင်လက်တက်မယ်ကျောင်းလက်တက်ပေးမယ်ဒါ12တန်းကိုလည်းနှစ်ချင်းပေါက်အောင်သူကစူးစမ်းပြီးအမေလိုချင်တဲ့ဘွဲရပညာတတ်တယောက်ဖြစ်အောင်လုပ်ပေးမယ်အကစားသမားကောင်းတယောက်ဖြစ်အောင်လည်းသူစူးစမ်းမယ်အမတို့ကလည်းအမဘက်ကိုသူပေးထားတဲ့အတွက်အမကသူ့ဒီအကစားပိုင်းဘက်ကို supporting အပြည့်လိုအပ်တာကိုအမတို့ပေးမှာအဲ့လိုခံယူချက်ချထားတယ်အမကတော့ဒီနေ့ MMA ဆိုတော့ဘယ်ကနေစပြီးသိတာလဲအမေတော့1 championship ဒါတို့ကိုအွန်လိုင်းဆိုင်စံစသည် MMA ကစားတာရောဒီနေ့ကြည့်ပြတာဟုတ်ကြည့်ပြပါတယ်ဗျဒီမှာဒီအစ်သက်ဆိုလေ့ကျင့်ရတဲ့အပိုင်းခြားတွေပိုင်းခြားတွေကတော့ MMA တော့တော်တော်ကြိုက်ပါတယ် MMA ပြီးရင်တော့ kick boxing ပါဗျညီမလက်ဝဲကိုဒီစိတ်ဝင်စားလက်ဝဲလည်းစိတ်ဝင်စားပါတယ်ဗျဒီတော့ကနဲ့အခုပေါ့နော်အခု MMA ကစားရတယ်ဆိုတော့ကြက်ကြက်ဘလို့ကွာခြားချက်တူတူကြကြကွာခြားပါတယ်ဗျအရင်တော့အဲ့မျိုးပေါ့ဘာမှမသိနားမလဲသေးရဲ့လူတယောက်ပေါ့အခုတော့ကွာခြားမှုရှိပါတယ်ဒီအကြိုက်ဆုံးကစားသမားတွေဆိုရင်ဘယ်လိုရှိလဲ
ကျဲသုံးစားသမားတွေဆိုလို့ရှိရင်တော့ဟိုပါပေါ့မာတင်နူးရင်တို့ပါလို့ရှိပါတယ်ဗျဟုတ်ဒီမာတင်နူးရင်တို့ဒါအခုလက်ရှိကြိုက်တာတော့အခုလက်ရှိကတော့တန်ကန်ကိုကြိုက်တယ်ဗျဟုတ် ညီလေးရှင်မှန်းချက်ပါ ရန်ကြတော့အောင်မြင်တဲ့ MMA စားသမားတစ်ဖြစ်ချင်ပါတယ်ဝိုင်းချန်နယ်ရှိပြီးတော့တွားကြတယ်ဟုတ် ဘုဒ္ဓဘယ်နဲ့ပုံနဲ့ဆုံတွေ့မှုပိုင်းရောကျွန်တော်တို့ဘယ်ချင်းဆက်ဆုံးတော့ဒီလိုဖြစ်လာတာ ဟုတ်ကျွန်တော်တို့ဒီ club ဖွင့်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီ1990 club ကိုကျွန်တော်3လပိုင်းမှာဖွင့်တယ်ဖွင့်ပြီးတော့တလားလောက်နေတော့တလား2လလောက်နေတော့ဒီကလေးနဲ့ဆုံပြတာဗောနော်သူကစားချက်ဆိုတာ6လလောက်ရှိပြီနော်9လ6လလောက်ရှိပြီဟုတ် ဒီကလေးကို train ရတဲ့အပိုင်းနဲ့ပေါ့နော် ဟုတ်ကဲ့ဗျ ကျင်းနှမှုရှိရလားဘယ်လိုအခက်အခဲတွေရောရှိတယ် ဟုတ်ကျွန်တော် train ရတဲ့အပိုင်းမှာတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကလူနာတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒီကလေးဆိုလို့ရှိရင်သူ့မှာငကို talent ရှိပြီလားနော်ပါရမီပါပြီးသားဆိုတော့ကျွန်တော်တို့တက် train ရတာပိုလွယ်ကူတယ်ပြီးရင်ကလေးကိုနိုင်ကလည်းသူပါရမီရှိပြီးတော့မကြိုးစားရင်လည်းအလကားပဲလေနော်သူကိုနိုင်ကပါရမီပါတဲ့အပြင်မှာကြိုးစားတဲ့စိတ်ဓာတ်လေးပေါ့နော်အဲ့လိုမျိုးသူကံညံမရီက3ခုလုံးအစိုက်ထားတဲ့ကလေးဆိုတော့ဟိုကျွန်တော်တို့ကတော့အရန် train ရတာသူကျွန်တော်တို့တစ်ထွားပြန်ကျွန်တော်လုံးမြင်တဲ့ကလေးဆိုတော့ဒါတကယ်ကိုကျွန်တော်တို့တက် train ရတယ်တကယ်အဆင်ပြေပါတယ်ဗျဟုတ်ကလေးကလည်းကြိုးစားတော့လေသူ့တော့ကျွန်တော်တို့ကဒီမှာ MMA အဓိက MMA သွားဆိုဒီလိုလာတဲ့လူတော်တော်များများကလေးတော်တော်များများလည်း MMA ကစားဖို့ပဲလာကြတာဆိုတော့လေကျွန်တော်တို့ဒီမှာအဓိက MMA ကစား MMA ဆိုတာလည်းတည့်ရတိုင်းပဲ ground fight stand fight မြောက်အောင် train ရတဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်တို့က level weight kickboxing ပြီးရင်ကျွန်တော်တို့ကဒီ ground fight နဲ့ပတ်သက်ပြီး wrestling တွေသင်ပေးရပြီးရင် jiu-jitsu အဲ့ဒါတွေကျွန်တော်တို့သင်ပေးရပြီးရင်ဒီမှာကကျွန်တော်တို့ကဒီမှာကတခြားကစားသမားသူ့ senior ကြီးတွေပေါ့နော်ဒီမှာ diamond တို့သုံးဖို့တော်တို့ရှိသူတို့စီရရတဲ့ပညာရေးနဲ့ဒီကလေးတွေကိုကျွန်တော်တို့ဝိုင်းဝန်းပြီး train ပြရတာပေါ့နော်အဓိကတော့ကျွန်တော်ပေါ့ကျွန်တော်နောက်မှာကျွန်တော်လူတွေဖြစ်တဲ့ဒီကို diamond တို့ဟိုပါပေါ့ပြီးရင်ကျွန်တော်ဒီ club founder ကို Charlie တို့သူတို့ရှိမယ်ပေါ့နော်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ train မိကြတာပေါ့နော်ကလေးကိုဟုတ် အတွင်းနဲ့တိတ်မခါနဲ့လက်တီကစားလက်တီကိုအားပြုကစားဒါပဲပြိုင်ဘက်က stand fight အရင်ကောင်းတယ်ပေါ့နော်လက်သီးပါဝါလည်းကြီးရယ်ပြီးရင်တိုင်းဘက်မှန်သမားဖြစ်တဲ့ခြေထောက်ခြေခံချက်တွေပါရလဲပြင်းတဲ့အတွက်stand fight ရှင်ထိုးဖို့ကဘယ်လိုမှမလွယ်ဘူးပေါ့နော်အဲ့ရနေပြီး ground game ရောက်ရင်းနဲ့ ground game ကနေပြီးတော့ချုပ်ကွက်နဲ့အနိုင်ချုပ်ကွက်နဲ့အနိုင်ယူမယ်ဆိုတဲ့သဘောတိုင်းပဲ ground game ပဲဆွဲရတာဗျာ stand fight ရှင်ထိုးမယ်ဆိုလည်းမလွယ်ဘူးဗျာဟုတ် ဒီအားကစားလုပ်တဲ့အတွက်နောက်ပြီးအမကသဘောကျတယ်သူနည်းနည်းအခုဆိုရင်ရင့်လဲရင့်ကျက်လာတယ်အတွေးခေါ်ပိုင်းနေပေါ့နော်နည်းနည်းဟိုဖြစ်လာတယ်အဲ့ဒါအမသဘောကျဒီအဲ့ MMA ကလောက်လည်းအမဒီ1990 MMA ကလောက်လည်းကျေးဇူးတင်တယ်သူ့ကိုအမျိုးလှုပ်ပေးတဲ့အတွက်ဆရာတွေကအမတအားလိုက်ဆရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့အမအမျိုးသားဆုံးသွားတစ်နှစ်ရှိပြီဆိုတော့သူကအဖေမရှိဘဲနဲ့အမတယောက်တည်းဆိုတော့ဒီလမ်းကြောင်းနေကြတော့အမြဲတမ်းလိုက်ဖို့လည်းအဆင်မပြေဘူးလေအဲ့လိုမျိုးသူကဆရာတွေကလည်းအပြေအဝသူ့ကိုလှုပ်ပေးတဲ့အတွက်အမဆရာတွေကိုလည်းဒီနေရာကနေပြီးအကုန်လုံး MMA ကလပ်ပိုင်ရှင်ဆရာကိုချာလီရောဆရာတွေအားလုံးကိုလည်းအမဒီနေရာကနေကျေးဇူးတင်ပါတယ်ငါသားလေးဝါသနာပါတာကိုအမရှေ့လျှောက်အစွမ်းစမ်းတမန်လှုပ်ပေးမယ်လို့ပဲဆုံးဖြတ်ချက်ချလိုက်တယ်